အလုပ်တွေအများကြီးတပြိုင်တည်းလုပ်တာကတော်တာမဟုတ်ဘူးမင်းအုံနောက်ကိုဒုက္ခပေးနေရလူတွေကဖုန်းကြည့်ရင်လုပ်တာအချင်းသားဆောင်ရင်စာရေးရအောင်အလုပ်တွေနဲ့တို့ထင်ကြတယ်ဒါပေမဲ့တကယ်တော့ဘုံတော့ကအချင်းတစ်ခုတည်းမှာလုံးနှစ်ခုကိုအောင်ဆိုင်လို့မရပါဘူးတစ်ခုကနေတစ်ခုအင်းကူးနေတာပဲရှိပါတယ်လောက်တစ်ခုကနေတစ်ခုတောင်းလိုက်တိုင်းဘိုးဘက်ပြန်ရဖို့အချင်းအတော်ဖြောင်းပါပါနဲ့ဒါလို့ဒီနေ့ကုန်လုံးနေအလုပ်လည်းမပြီးရဲ့အဖားကြီးပုံများပြီးမင်းအောင်တော့ကပို့ပေးမှသွားတတ်ပါတယ်ဒါကြောင့်အလုပ်တစ်ခုတည်းကိုပဲအာရုံစိုက်ပါ25မိနစ်ဖုန်းကိုဝေးမှထားပြီးအလုပ်ပဲစောင့်ချလုပ်ပါဒီမှာ5မိနစ်အနားယူပါအလုပ်တွေအများကြီးလုပ်နေဖို့လည်းဘာမှမပြီးရဖြစ်နေတယ်မင်းရောအလုပ်လုပ်နေဖုန်းကြည့်နေတာခုမှမပြောခဲ့ဘူးဖုန်းကနေလာတဲ့ပစ္စည်းပေးချက် notification တွေပေးထားပါ25မိနစ်ကိုအလုပ်တစ်ခုလည်းပဲတေချာလုပ်ပါဒီမှာ5မိနစ်နားယူပါ